ပတ်စံကိုလွယ်လွယ်ရတယ်ထင်နေလားမမြင်ခြင်းနဲ့မျက်နှာတွေမြင်နေရတယ်မပြောခြင်းတဲ့လူတွေနဲ့လည်းပြောနေရတယ်အလုပ်ထဲမှာလည်းပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ရတယ်ကိုမှန်ပေမဲ့လည်းငြိမ်ခံနေရတယ်ပြန်ပြောခွင့်မရှိဘူးမလားပတ်စံရဖို့ဘယ်လောက်ထိတီးခံရတယ်ဆိုတာငွေရှာနေတဲ့လူတိုင်းသိနေပါတယ်တချို့ဆိုရင်အောက်ကျခံပြီးနေရတာတွေရှိတယ်ငွေရဖို့ဆိုတာကတကယ်ကိုမလွယ်ပါဘူးပတ်စံကိုစီးနဲ့ကန်နဲ့သုံးကြပါနေ့စဉ်အသုံးစရိတ်ကိုတွက်ချက်ပါပတ်စံမစုနိုင်မှုညီးမီလို့နေ့စဉ်အသုံးစရိတ်တွေလစဉ်အသုံးစရိတ်တွေကိုဆင်းရဲလုပ်ထားလိဆိုပြီးပြောလာတယ်ကျွန်တော်အရန်လန့်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်အကြောင်းကိုသိတယ်မစင်မချင်းလုံရင်လူသလိုသုံးပြတဲ့အကျင့်ရှိတာကိုအဲ့ဒါကြောင့်တွက်ရမှာကိုတော့မှကြောက်မိတာပါဒါပေမဲ့လည်းတကယ်တွက်ကြည့်တော့အတော်လေးသုံးဝင်တယ်တနေ့ကိုဘယ်လောက်သုံးလဲဒီတစ်ပတ်ပတ်စံဘယ်လောက်ကုန်သွားလဲလစဉ်ဘယ်လောက်ကုန်နေလဲဆိုတာတွေကိုခေကနန်းအတိအကျနဲ့မြင်နေရတဲ့အခါမှာတော်ုံနဲ့လည်းပတ်စံသုံးခြင်းစိတ်မရှိတော့ဘူးချွေတာခြင်းစိတ်လည်းပူများလာတယ်ဆဲချင်းလည်းနေတတ်လာတယ်အဲ့တော့ငွေပိုလေးတွေထွက်လာတယ်ပေါ့ဒါကပတ်စံစုဖို့အတွက်အရန်ကိုအသုံးဝင်တယ်လို့ပတ်စံမစုပြဘူးဆိုရင်တော့မှတေချာပါလုံးကြည့်တဲ့အရာပါမိမိရဲ့ငွေကြေးကိုစီမံခန့်ခွဲနိုင်ခြင်းကအရန်အရေးကြီးတာကြောင့်ဝင်ငွေထွက်ငွေနေ့စဉ်စင်းလုပ်ထားပါတနေ့တောင်းလိုက်တဲ့အသေးမွားလေးကအစာအကုန်လုံးမှတ်ထားပါဒါဆိုရင်သုံးစိတ်လည်းချွေတာမိတယ်လို့ငွေလည်းပိုစုမိစီပါလိမ့်မယ်ကျွန်တော်တို့ Well Power Book App လေးနဲ့မိတ်ဆက်ပေးကြပါတယ်။ဘာကြီးလဲလူကြီးလူငယ်မရွေးတက်နိုင်အောင်လို့တစ်လကို4900ကျပ်ပဲရှိပါ